မြန်မာသမိုင်းတွင်ဒုတိယမြန်မာနိုင်ငံတော်ကိုအကျယ်ပြန့်ဆုံးဖြစ်အောင်တည်ထောင်ခဲ့သူအရှေ့တောင်အာရှ၏ဧကရိုက်ဟုတင်စားရသည့်ဘုရင်နောင်ကျော်ထင်နော်ရထာသူ့ကို1516ခုနှစ်တွင်မွေးဖွားခဲ့ပြီးတောင်ကူဘုရင်တပင်းရွှေထီးနှင့်အတူအောင်ပွဲများစွာကိုဆင်နွှဲခဲ့သူဖြစ်ပါတယ်1552ခုနှစ်တွင်ထီးနန်းကိုဆက်ခံခဲ့သည်သူ့၏ထင်ရှားသောတိုက်ပွဲများမှာပထမဦးစွာ1555ခုနှစ်တွင်အင်းဝါကိုအောင်နိုင်ခဲ့သည်ထို့နောက်မြောက်ဖက်ရှမ်းပြည်တောင်များကိုတစုတစည်းတည်းထိအောင်သိမ်းပိုက်နိုင်ခဲ့သည်အထင်ရှားဆုံးတိုက်ပွဲမှာ1563ခုနှစ်တွင်ဖြစ်ပွားခဲ့သောရိုးရရာအယုဒ္ဓယတိုက်ပွဲကြီးဖြစ်သည်ထိုစစ်ပွဲတွင်အောင်နိုင်ခဲ့သဖြင့်စင်ဖြူတော်များကိုရရှိခဲ့ကစင်ဖြူရှင်ဟူသောဘွဲ့အမည်ဖြင့်သမိုင်းတွင်ထင်ရှားခဲ့ပါသည်1591ခုနှစ်တွင်သက်တော်65နှစ်အရွယ်၌ကွယ်လွန်ခဲ့တော်လဲသူ၏သူရဲကောင်းပီတာမှုနှင့်အောင်နိုင်မှုများသည်မြမသမိုင်းစာမျက်နှာတွင်ယနေ့တိုင်းမှတ်ကြောက်တင်ကြံရစ်ဆဲဖြစ်ပါတယ်ဒီလိုဗီဒီယိုများစွာကြည့်ဖို့ like follow subscribe လုပ်ထားဖို့မမေ့နဲ့နော်